ကြောက်တော်မြို့ကိုစစ်ကောင်စီတပ်ကညအချိန်မှာဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရဲသား1ယောက်သေဆုံးပြီး21ယောက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။စစ်ကောင်စီကဒီကနေ့ဧပြီလ19ရက်နေ့ညနေ9:00ခွဲအချိန်နဲ့3နာရီကြာမှာပေါင်900နဲ့ပေါင်300အဆင့်ရှိတဲ့ဘုံလေးလုံးအပါအဝင်ရော့ကတ်တုံး6လုံးလောက်ကိုကြောက်တော်မြို့ပေါ်ကိုကြေချခဲ့တာပါ။ဘုံကြေချခဲ့တဲ့နေရာတွေကတော့သမဝါယမယုံပြည်တော်သားရက်ကွက်ကကာတာ6လမ်းကာတာ9လမ်းကာတာ8လမ်းနဲ့မြို့တေရက်ကွက်နဲ့ရှမ်းရော်ရက်ကွက်တွေကနေရာအများပြားဖြစ်ပါတယ်။အဲ့ဒီလိုဘုံကြေချခဲ့တာကြောင့်ကာတာ6လမ်းကဦးကျော်စောရှိခေါ်မောင်ငေ38နှစ်ဟာပွေရှင်းပြီးတည်ဆုံသွားခဲ့ရပါတယ်။အရခတ်တော်ထိန်ရှုံမှုအောက်ကိုရောက်ရှိနေတဲ့ရခိုင်ပြည်ကနေရာတချို့ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေပြီးအရက်သားတွေကိုပြစ်မှတ်ထားဥတီတိုက်ခိုက်လာနေပါတယ်။